တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြန်နေပြီးကြိုဆိုပါတယ်ဒီနေ့ကတော့ပထမဦးဆုံးကျတော့ကချင်ပြည်နယ်ရဲ့စစ်တရင်နဲ့အရင် update လေးလုပ်ပေးချင်တယ်ပထမဦးဆုံးဖကတ်လန်းကိုတက်လာတဲ့စစ်ခွေးတွေအကြောင်းပြောချင်တယ်ဧပြီလ25ရက်နေ့တုန်းကတက်လာခဲ့တဲ့စစ်ခွေးတွေဟာကားမိုင်းနဲ့ဖကတ်လန်းတလန်အင်ဒိုကနေဖကတ်လန်တလန်ဒီနလန်နဲ့ပဲတက်လာတယ်ဒါပေမဲ့အခုကတော့ဘလို့ဖြစ်လာလဲဆိုတော့ဥပမာ KIAD နဲ့ပူပေါင်းတော်လာရဲဒီဘက်ကနေမှပိတ်ဆို့တိုက်ခိုက်တာတွေရှိတယ်တေးသွားတာတွေအများကြီးရှိတဲ့အတွက်အကြောင်းအခုကစစ်ခွေးတွေအင်အားထပ်ဖြစ်ပြီးမှ drone တွေနဲ့ကင်းထောက်တယ် drone တွေကိုသူတို့သွားတဲ့လမ်းတစ်လျှောက်လုံးမှာပစ်ခတ်တဲ့အတွက်ကြောင့်၄ရက်နေ့ကတော့စစ်ခွေးတွေကဒီမူဥပင်ကနေမှကပ်မော်ဘက်ကိုပြန်ရောက်သွားပြီဆိုတာသိရတယ်ကျတော့ကချင်ပြည်နယ်မှာရှိတဲ့ပြည်သူစစ်တွေကတခြားနေရာမှာရှိတဲ့စစ်တပ်တွေထက်ပိုပြီးမှအခွင့်အရေးရှိတယ်ပြည်သူစစ်ပဲနော်ဒါတောင်မှစစ်ခွေးတွေထက်အခွင့်အရေးရှိတယ် drone တွေကိုဖောတီတုံးနိုင်တယ်အခုဒီဖကံဘက်ကိုတက်လာခဲ့တဲ့စစ်ခွေးတွေကလည်း drone တွေနဲ့ကင်းထောက်တယ်ပြီးလို့ရှိရင်သူတို့သွားတဲ့နဘေးတွေမှာအားလုံး drone နဲ့ဘုံလိုက်ချပေးတယ်အဲ့လိုနဲ့သူတို့ကတ်မော်ကိုရောက်သွားတယ်အခုကတ်မော်မှာရှိတဲ့ကျတို့ဖျားเจ้าမှာသူတို့ကစခန်းချနေတယ်ဆိုတာသိရတယ်ဒါပေမဲ့မနေ့ကတော့တိုက်ပွဲပြင်းပြင်းထန်ထန်တိုက်ခိုက်မှုရှိတယ်ကျတို့ KIA ဘက်ကနေလေလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်ကြောင့်နှစ်ဖက်အကြအဆုံးအတော်များတယ်လို့တော့သိရတယ်ပြီးတော့အခုဒီဗမောမှာအခုသတင်းထွက်နေတဲ့ဒီ AA ကိစ္စနဲ့လေကျမတယောက်နဲ့တော့ရှင်းတာလဲကုန်းမကုန်းနိုင်တော့ဘူးအဲ့ထဲမှာကျမလည်းအထင်ကြီးတဲ့ CDM ဘူကြီးတယောက်ကနေမှလဲသူဒီ$21ဒေါ်လာရေးမှာကျတို့ဒေါ်လာရေးတွေအားလုံးဟာပူပေါင်းပြီးတိုက်ပွဲဝင်နေတယ်ဆိုတာကို तू မသိတာလားတော့မသိဘူးဒီအာခတ်တတော်ဒီကိုဗမောကိုပို့တယ်ဆိုတဲ့ကိစ္စလဲ तू 3-4ခါအခု online ကနေ तू ကိုယ်တိုင်ပြောနေတဲ့အတွက်ကြောင့်စိတ်တော့မကောင်းဘူးဘာကြောင့်ကြွစိတ်မကောင်းဘူးလို့ပြောတယ်လဲဆိုတော့အစကတည်းကအာခတ်တတော်ဒီသူတို့ရဲ့ရခိုင်ပြည်နယ်မှာတိုက်ပွဲမစင်နွဲကတည်းကကျတို့ KIA ဘက်မှာရှိပြီးသားဖြစ်တယ်ဒီကိစ္စကိုဆက်မပြောခင်ဗီဒီယိုတော်တော်လေးထပ်နားထောင်ကြည့်အောင်နော်ထုံးမြတ်နိုင်ကို KIA ကခင်ဗျာအေးတက်တာ1000လောက်ပို့ပြီးပါဆိုထုံးမြတ်နိုင်ပို့ပြီးအဲ့ဒါဒေါ်လာ30ပေးရတယ်လို့ပြောတယ်ဒေါ်လာ30တဲ့ကထုံးမြတ်နိုင်တော့ပတ်စံရအောင်ဟာပေါ့ထုံးမြတ်နိုင်ကဗီဒီယိုကောနဲ့ AA တွေဟာတဲ့KIA ကငါတို့ရဲ့ကျေးဇူးရှင်ဖြစ်တယ်အဲ့ဒါဗမောတိုက်ပြီးတော့တဲ့သူတို့လက်ဆောင်ပေးပါတဲ့အသေးခံတိုက်ပါတဲ့ဗမောအဲ့တော့အဲ့လိုပြောတယ်ဗီဒီယိုတကယ်ကနေတော့ပြောနေရပါတော့ဟိုကောင်တွေကတော့အသေးခံချအောင်အဲ့တော့ဆိုလိုတာတော့ AA တွေကတခါကနေသူချင်းပြီးတယ်ပတ်ပြီးတော့ဒီရောဆောဘက်ကနေဟိုဘက်ကိုတက်သွားဒီကောင်တွေတက်သွားပြီးတော့အခုဗမောဟိုရောက်တယ်ညရောက်တယ်လို့ပြောတယ်အဲ့တော့ဗမောကတိုက်ပွဲကကြီးလာမယ်အဲ့တော့ဗမောကိုယူဆိုင်ရမယ်အခုဘူးလက်လဆွေကပြောတယ်ကျမတို့ KIA ဒီဘက်ကနေမှအာခတ်စစ်သား1000ကိုဝေတာဒေါ်လာ30ပေးတယ်လို့ပြောတယ်ဒါရည်ချင်းစရာတိတ်ကောင်းတယ်နော်ဆိုတော့ဒီနေ့စစ်ခွေးတွေဘက်ကနေ lobby ဒီလိုပြောတာဒါမကဘူးခဏတော့ပြောလို့ CDM ဘူကြီးတယောက်ကိုယ်တိုင်လဲဒီလိုမျိုးပြောတယ်ဆိုတာတော့အံ့ဩစရာကောင်းတယ်ဒါတွေကမပြောသင့်တဲ့အရာဖြစ်တယ်ဘာကြောင့်မပြောသင့်တဲ့အရာဖြစ်တယ်လဲဆိုတော့ရှေ့သားမှာရောက်နေတဲ့တော်လရဲပေါ်တွေအတွက်ကစိုးရင်စရာကောင်းတယ်ဒုတိယချက်ကအာရခတ်တတော်တွေတိုက်ပေးမှာပဲဒီဗမောကရတော့မလို့အဲ့လိုမျိုးဖြစ်တယ်ဒါတွေကလုံးဝမပြောသင့်တဲ့အရာဖြစ်တယ်နော်အခု AAD ရောက်တယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်လေရင်နဲ့သူတို့က non stop ဘုံတွေလာကျေးလိုက်နေငကိုထဲမှာလေဗမောကဘုံမကျေးတဲ့နေ့ကိုမရှိတာဖြစ်တယ်ဒီနပခါတွေအမ်တွေတိုက်တာအာရခတ်တတော်တခုပဲတိုက်ပြီးမှတရက်နဲ့ပဲပြောင်းသွားတာမဟုတ်ဘူးအာခတ်တတော်ဒီအိမ်အားများတယ်ဟုတ်တယ်တိုက်ခိုက်ရေးကောင်းတယ်ဟုတ်တယ်စူပါမန်နေမဟုတ်ဘူးရခိုင်ပြည်နယ်မှာအာခတ်တတော်တစ်ခုနဲ့ပဲတိုက်ပွဲဖော်ဆောင်ပြီးမှအောင်သွားတဲ့တိုက်ပွဲတစ်ခုမှမရှိသေးဘူးဒီလိုမျိုးပြောရင်အာခတ်တတော်ကိုမကြိုက်လို့ပြောတာမဟုတ်ဘူးကျမအဓိကဆိုလိုချင်တဲ့အရာဟာအမြဲတမ်းကြွတော့တော်လာရေးတယ်ပူပေါင်းနေပါတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တာပါနော်ဆိုတော့ဒီနဲ့ CDM ဘူကြီးတွေကအစအခုအာခတ်တတော်ကနေမှဗမောကိုလာတယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်ဗမောမှာရှိနေတဲ့တော်လန်ရဲကျတော့ KIA ကြီးပဲမဟုတ်ဘူးနော်ဒီနဲ့လက်နက်ကင်တဲ့တိုင်းရင်သားတွေအားလုံး10မျိုးအတွက်ဒုက္ခတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ဘူချုပ်ထွန်းမြတ်နိုင်ဗီဒီယိုခေါ်လုပ်ပြီးမှသူ့ရဲ့ရှေ့တန်းကစစ်သားတွေကိုပြောတယ်ဆိုတဲ့စကားဟာလုံးဝမကန်ပါဘူးလို့ဒီညတော့အဲ့လိုပြောမယ်ခုလွန်ခဲ့တဲ့သတင်းတစ်ခုထဲမှာတော့ကျွန်မမဟုတ်ဘူးဆိုတဲ့စကားကိုကျွန်မပါဇက်ထက်ကမပြောချင်ဘူးလို့ပြောခဲ့ပြီဒါပေမဲ့ဒီညကတော့ပြောရမှာမို့လို့ပြောလိုက်ပြီလုံးဝမဟုတ်ပါဘူးဒီ Kachin official page ကယူပြီးမှလဲဒီရခိုင်သတင်းဌာနမှာလဲရေးထားတာတွေ့တယ်
Kachin official page လို့ရေးလိုက်တိုင်း KIA ရဲ့သတင်းဌာနမဟုတ်ဘူးလို့ပြောပြချင်တယ်ကျတို့အခုအများဖြင့်ကျတို့ကချင်သတင်းတင်တာဟာမြစ်ကျနာသတင်းစုံဆိုတာရှိတယ် KNG ဆိုတဲ့သတင်းရှိတယ်ကချင် wave ဆိုတာရှိတယ်ဒါတွေကတော့သတင်းဌာနတွေပေါ့နော်ဒါပေမဲ့ KIA သတင်းဌာနမဟုတ်ဘူး KIA ကနေသတင်းအမြဲတမ်းပြောနေတဲ့ဥစ္စာကတော့ Liza TV ဆိုတာရှိတယ်အဲ့ဥစ္စာကတော့ Liza မှာအခြေချပြီးမှထုတ်လွှင့်တဲ့သတင်းဌာနဖြစ်တယ်ဒါက Liza TV လို့ခေါ်တယ်အဲ့ Liza TV ကလွဲရင်ကျန်တာကတော့လုံးဝ KIA နဲ့အဆက်ဆက်လုံးဝမရှိပါဘူးကချင်လူမျိုးဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့လူမျိုးအတွက်အလုံးလုံးနေကြတဲ့သတင်းဌာနတွေပဲဖြစ်တယ်လို့ပြောချင်တယ်ဆိုတော့အခုဒီကချင် official page ဆိုတဲ့ Facebook ဟာကချင်ပြည်သူတယောက်ကနေမှကိုင်းတဲ့ Facebookတခုပဲဖြစ်ပါတယ်လို့ပြောချင်တယ် official လို့ပြောလိုက်တာနဲ့ပဲအားလုံးကတော့ဟာကချင် official ကနေမှဒီလိုမျိုးရေးထားတဲ့အတွက်ကြောင့်လို့ပြောတယ် KIA ရဲ့ Facebook မဟုတ်တယ်လို့ KIA ဒီဟာရခိုင်စစ်သားတစ်ထောင်ကိုလည်းမဝယ်ယူဘူးလို့ပြောချင်ပါတယ်နော်ဒီအခတ်တတော်ဒီဟာ21ဒေါ်လာရေးစလာကြတဲ့ကချင်ပြည်နယ်မှာရှိပါသည်နော်အဲ့လိုပဲပြောတော့မယ်ဆိုတော့အခုပမော်မှာလေးရက်နေတော့ကဟယ်လီကော်ပတာ3စီးနဲ့မွန်းညင်းကစစ်ခွေးတွေကိုလာပို့တယ်။နှစ်စီးကတော့စစ်သားလာချနိုင်ခဲ့တယ်။တစ်စီးကတော့ KIA နဲ့ပူးပေါင်းတော်လာရဲတွေရဲ့ပြစ်ခတ်မှုကြောင့်ဆုတ်ခွာသွားခဲ့တယ်။ဘာကြောင့်ဒီနှစ်စီးကတော့စစ်သားလာချနိုင်ခဲ့တယ်လဲဆိုတော့အပေါ်ကလေရီတစ်စီးကလုံခြုံရဲအပြည့်အဝပေးနိုင်ခဲ့တဲ့အတွက်ကြောင့်စစ်ခွေးတွေကိုလာချပေးနိုင်ခဲ့တယ်။နောက်တစ်ခုကတော့ဒီကျွတ်တို့ KIA ဒီယာယီအပြစ်ခတ်ရက်စဲလုံနေတဲ့အချိန်မှာဟယ်လီကော်ပတာ9စီးနဲ့အစားအသောက်နဲ့လင်းနဲ့ခေရလာချသွားတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ဒီအချိန်ဒီစကခ21ကတက်ဆိုးရှည်နေတာဖြစ်တယ်။ဆိုတော့အခုဗမော်နဲ့ဖကလမ်းမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အချိန်မှာပဲတခုတည်းကြံရှိနေတဲ့ဝိုင်းမော်ခလာရ58ကတော့ပြည်သူရှိတဲ့နေရာ KIA ရဲ့စခန်းရှိတယ်လို့ထင်တဲ့နေရာဘက်မှာလက်နက်ကြီးတွေနဲ့နေ့တိုင်းညတိုင်းပစ်ခတ်နေတာဖြစ်တယ်ဆိုတော့အခုတို့သတင်းထွက်လာတာကတော့ဒီပန်ဝါဘက်ကိုတွားတဲ့လမ်းဘက်မှာခွေးတွေဆုံးရှုံးသွားတဲ့စခန်းတွေကိုဒီနှစ်အတွင်းမှာပြန်ရရှိဖို့ရအတွက်ဆိုပြီးမှတို့ကတော့ပြင်းပြင်းထန်ထန်လှုပ်ရှားနေတာဖြစ်တယ် KIA ဒီကိုစစ်ခွေးတွေကင်တာကတခြားနေရာထက်ပြင်းထန်တယ်လို့ပြောလို့ရတယ်။ဘာကြောင့်ကြွားကဒီလိုပြောတယ်လဲဆိုတော့ drone တွေဆိုလို့ရှိရင်လည်းဖောတီတီတုံးနိုင်တယ်။လေယာဉ်တွေဆိုလို့ရှိရင်လည်းဖောတီတီတုံးတယ်။အခုဗမော်မှာဆိုလို့ရှိရင်လေယာဉ်နဲ့ဘုံမကျဲတဲ့နေ့တနေ့မှမရှိဘူး။အဲ့လောက်ထိပြင်းထန်နေတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်နော်။အခုနောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကြွရဲ့ comments ထဲမှာ TNLD နဲ့ KIA ကြားမှာဖြစ်နေတဲ့ကိစ္စတစ်ခုကိုမေးလာတဲ့အတွက်ကြောင့်ဒီနေ့အိုက်စာဖြေပေးခြင်းတယ်။ဘာကြောင့်လဲဆိုတော့ဒါကနည်းနည်းလေးလူတွေကိုရှုပ်ထွေးစေတဲ့အရာဖြစ်တယ်။ဒီဥစ္စာကိုကျွန်မသိတာကြားပြီ။ဒါပေမဲ့မလို့အပ်ဘူးထင်လို့မပြောခဲ့ဘူး။ကလေးလိုဟိုပြောဒီပြောတိတ်မပြောချင်တဲ့အတွက်ကြောင့်မလုပ်ခဲ့ဘူး။ဒါပေမဲ့အခုကရှုပ်ထွေးစေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒါကိုဖြေပေးရတာဖြစ်တယ်ဆိုတော့ကျတို့ဗီဒီယိုကြည့်ရအောင်နော်ကျွန်တော်တို့ဒီကချင်ပေါ်မှာဘာလို့ဒီလိုလုပ်တာလဲဆိုတာသူ့အကြောင်းနဲ့သူရှိတယ်2013 2014တုန်းကကျွန်တော်တို့လူ9ယောက်လိုင်းစာမှာတွားပြီးတော့ပူလောင်းနေပူကြီးတွေ9ယောက်ပညာတတ်တဲ့လူတွေပဲတက္ကသိုလ်ပွဲရတဲ့လူတွေပဲ9ယောက်ထဲမှာလိုင်းစာမှာတည်တော့တာတယောက်မှမကြံဘူးတည်တော့တာဘလို့တည်တော့တယ်လဲဆိုတာကချင်တွေကပြောတယ်ဒီနော်ဘူးပူကြီးနော်ဘူးကွန်းမော်သူပြောတာဒီမြေအွန်လိုင်းကလေရင်နဲ့လာပုံကျဲလေလေရင်နဲ့လာပုံကျဲလို့တည်တော့တာအဲ့ဒါကျွန်တော်တို့ပလောင်လူကြီးတွေခုထိမေ့လို့မရတဲ့အရာတစ်ခုဖြစ်တယ်ဘလို့မှမေ့လို့မရအဲ့ဒီဖြစ်ပျက်ကဘလို့မှမေ့လို့ရကျွန်တော်တို့လူကြီးလည်းစိတ်အယမ်းနာတယ်ဒီဖြစ်ပျက်ကမအားလာကပေါ်လာကြတာမဟုတ်သူတို့တပ်ပြလိုက်တာစဉ်းစားကြည့်လေဖြစ်နိုင်မလားစဉ်းစားကြည့်ဖြစ်နိုင်မလားသူတို့ကချင်လူမျိုးတွေတရားမှမထီဘူးဘာလို့ငါတို့ပလောင်လူမျိုး9ယောက်ပဲတည်သွားတာဘာလို့ကျွန်တော်တို့ပလောင်လူမျိုးတွေပဲကြာဆုံးခဲ့တာသူတို့ကချင်တရားမှမတည်ဘူးတရားမှမထီဘူးကိုယ့်ဟန်ကိုမိုင်းယူပြီးတော့ထည့်ပေးလိုက်တာအဲ့ဒါကိုမအားလာပုံးလာကျဲလို့လေစဉ်းစားကြည့်လေဒါကြောင့်မို့ကျွန်တော်တို့တချို့ကချင်တွေကျွန်တော်တို့ပြောကြတယ်ကျေးဇူးကမ်းတယ်ငါတို့ဒီနန်းတင်ပေးပြီးမှငါတို့ပြန်ကြိုက်ချင်တာအဲ့လိုမျိုးသူတို့လူကြီးတည်ရသူတို့လူကြီးအတီးဆုံးပဲအခုဒီဗီဒီယိုထဲမှာကြားခဲ့တဲ့အတိုင်းပဲအခုဒီဥစ္စာက
ပလောင်ပြည်သူတွေပြောတာလားဒါမှမဟုတ် TNLA စစ်သားတွေပြောတာလားဆိုတာတော့ကျွန်တော်မသိဘူးဒါမဲ့ဒီဥစ္စာထွက်လာတယ်ဆိုတော့ဒါကိုကျွန်တော်ဘာမှမဖြစ်ပေးခင်မှာလွန်ခဲ့တဲ့ဒီ TNLA နဲ့ကျွန်တော် KIA ဒီပြဿနာစဖြစ်လာတဲ့မိနစ်ကတည်းကကျွန်တော် TNLA ရဲ့အကြောင်းတွေအများကြီးပြောခဲ့တယ်ဆိုတော့ TNLA စစ်သားတွေကျွန်တော် KIA ကိုပြောတဲ့စကားတွေလည်းအားလုံးလိုတိပြီးသားဖြစ်လိမ့်မယ်ဆိုတော့ဒါတွေကိုတော့ကျွန်တော်ထပ်ပြီးမှမပြောတော့ဘူးဒါပေမဲ့တခုဖြစ်နေတဲ့ကိစ္စကဘာလဲဆိုတော့ TNLA အပေါ်မှာတစ်မျိုးအောက်ကကလေးတွေတိတာတစ်မျိုးဖြစ်တယ်ဆိုတော့လူဆိုတာကကိုကျေးဇူးတင်ထိုက်တဲ့သူကိုပညာသင်ပေးတဲ့သူတွေရဲ့အကြောင်းကိုတော့ကိုရဲ့လူတွေကိုကိုရဲ့ပြည်သူတွေကိုပြောပြဖို့လိုတယ်ဥပမာဆိုလို့ရှိရင်ရှမ်းတွေကကျမတို့ကိုတနတ်အရေးတိကြတော့ကျမမသိတော့ဘူးတနတ်30ဝန်းကျင်ကိုကျမတို့ KIA တွေကိုပေးခဲ့တာတခုကျမတို့ KIA ဆိုတာဟာရှမ်းမြောက်မှာတည်ထောင်ခဲ့တဲ့လက်နက်ကင်ဖွဲ့ဖြစ်တယ်ဒါဒီကိုကျမတို့ကလက်ဆင့်ပြီးမှကျမတို့ပြောခဲ့တယ်ဒီနေ့ဒီအချိန်ထိကျမတို့ဟာပေရှမ်းကိုမှမစော်ကားခဲ့ဘူးရှမ်းပြည်မှာကျမတို့ကတစ္ဆာရှိနဲ့နေခဲ့တယ်ရှမ်းတွေကိုအမြဲတမ်းကာကွယ်ပေးခဲ့တဲ့အတွက်ကြောင့်ကျမတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ရှမ်းမြောက်မှာမြို့ရွာပေါင်း89ခုကိုရရှိခဲ့တာဖြစ်တယ်ဒါဟာကျမတို့စူးစမ်းလို့မဟုတ်ပါဘူးသူတို့ကိုလှုပ်ပေးတဲ့အတွက်ကြောင့်ကျမတို့ကိုလည်းသူတို့ကိုင်းကျွန်းမြေကျွန်းကိုင်းမြေဆိုတဲ့ပုံစံနဲ့ကျမတို့ကိုပေးခဲ့တာဖြစ်တယ်တကယ်လို့ဒါပလောင်စစ်သားတွေဖြစ်တယ်ဆိုလို့ရှိရင် TNLA ကောင်းဆောင်ဒီကိစ္စနဲ့ပတ်သက်ပြီးမှတရားဝင်ရှင်းပြပါဒါပြည်သူဆိုလို့ရှိရင်နင်တို့ပြည်သူတွေကိုဟုတ်တယ်မဟုတ်ဘူးကောင်းကောင်းရှင်းပြပါဒီကောင်လေးပြောသွားတာက2013လို့ပြောတယ်ဆိုတော့2019ကုန်တဲ့အထိနင်တို့ကိုငါတို့ပတ်စံထောက်ပံ့ခဲ့တာနင်တို့ကိုငါတို့တတ်ချင်တယ်ဆိုလို့ရှိရင်လေပြောပြမယ်နော်နင်တို့ရဲ့ TNLA ကောင်းဆောင်တွေဘဝပြတ်နေတဲ့အခါမှာတက်ပြစ်လိုက်ဖို့အလွယ်လွယ်လေးပဲအဲ့လောက်ထိရိုင်းဆက်ဆံပေးလို့ရတယ်ဒါပေမဲ့နင်တို့ကိုပလောင်ဒီရဲ့လက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်ဖို့ရန်အတွက်ကျတို့တွေးမတော်သားမဆက်အကျိုးတစ်ခုမှမမျှော်ကိုပဲနဲ့နင်တို့ကိုငိုတို့တီးထောင်ခဲ့တာဖြစ်တယ်နင်တို့ကိုတတ်ချင်တယ်ဆိုလို့ရှိရင်အစကတည်းကတက်ပြစ်လိုက်တာကြားလာပြီပလောင်ဒီကိုကိုညီလိုက်လို့ငိုတို့ကချင်နေထမင်းစားလာတာလည်းမဟုတ်တလို့နင်တို့ပလောင်ဒီကိုငိုတို့ဒီလိုမျိုး TNLA ဆိုပြီးမှမရက်လာတဲ့အခါမှာငိုတို့ကချင်ပြည်နယ်ကငိမ့်ချမ်းသွားမှာပဲဆိုတဲ့စိတ်ဓာတ်နဲ့လည်းကိုညီခဲ့တာမဟုတ်ဘူးဒီနေ့ဒီအချိန်ထိလည်းနင်တို့ငိုတို့ဘာမှမကိုညီခဲ့ဘူးတောင်းလည်းမတောင်းဘူးမျောလင့်ချက်နဲ့လည်းမရှိဘူးဆိုတော့ဒီဥစ္စာကိုဖြေပေးဖို့ရန်အတွက်နည်းနည်းလေးထပ်ပြောချင်တယ်မေလ4ရက်နဲ့တနင်္ဂနွေနေ့တုန်းကတရင်စာရှင်းလင်းပွဲထဲမှာဘူမိုးကြီးတဘလာပြောတယ် KIA နဲ့ TNLA စာချုပ်ထားတာ3ခုရှိတယ်လို့ပြောတယ်1986မှာတစ်ခါထိုးခဲ့တယ်2013မှာတစ်ခါထိုးခဲ့တယ်2023မှာတစ်ခါထိုးခဲ့တယ်ဒါကအထက်ကပဟိုလူကြီးတွေထိုးတာဖြစ်တယ်ပြီးရင်2024မှာနှစ်ခုပြန်ထိုးတယ်အဲ့ဆာက TNLA KIA ကိုထိလက်ရောက်ဇော်ကားလာတာတွေအများရှိတဲ့အတွက်ကြောင့်ဒါမျိုးမလုပ်ဖို့ဆိုပြီးမှပဟိုတော့မဟုတ်ဘူးပဟိုရဲ့အောက်ကလူတွေကဆိုင်းထိုးတယ်ဒါမဲ့နင်တို့ဂယုမစိုက်ခဲ့ဘူးနင်တို့စစ်ခွေးတွေနဲ့ကိုမြင်းမှာဆွေးနွေးတာနှစ်ခါရှိသွားပြီနှစ်ခါစလုံးမအောင်မြင်လာတဲ့အခါမှာနင်တို့ကိုစစ်ခွေးတွေကနင်းနေညဘုံကျဲလာတယ်နင်တို့ဘက်မှာဝါတွေမရှိဘူး MNDAA တွေလည်းမရှိတော့ဘူးဆိုတာနင်တို့လုံးတိသွားပြီဆိုတော့နင်တို့ဘက်မှာကြောထောက်နောက်ခံလုံးဝမရှိတော့ဘူးအခုနင်တို့ကပြည်နယ်လည်းမလွတ်ချင်တော့ဘူးစစ်ခွေးတွေကဆုတ်ဆိုလဲနင်တို့မဆုတ်ချင်ဘူးဆိုတော့နင်တို့ဘက်မှာရပ်ပေးမဲ့လူမရှိတဲ့အခါမှာကြတော့အခုဘုံမိုးကြီးတာဘလာကဘာပြောတယ်လဲ NUGD နဲ့ဆက်သွယ်ပြီးမှလက်နက်ကင်မဟာမိတ်တွေနဲ့ပေါင်းပြီးမှဒီစစ်ခွေးအာဏာရှင်တွေကိုတော်လာမယ်ဆိုပြီးမှပြောတယ်ဆိုတော့နင်တို့ရဲ့စစ်ဦးစီးချုပ်လဲTNLA အင်အားကြီးလာတာကို KIA တွေကမနာလို့ဖြစ်တယ်လို့လည်းနင်တို့စစ်ဦးစီးချုပ်တွေပြောခဲ့တယ်လူရည်ဦးမီဒီယာဒီအင်တာဗျူးထဲမှာ KIA ကိုအကြောင်းကြားပြီးသားဖြစ်တယ်သူတို့ရဲ့အုပ်ချုပ်ထားတဲ့နေရာထဲမှာတနက်တကားကားနဲ့မတွားရဘူးစစ်ဖို့စုံနဲ့လုံးဝအဝန်ထွက်လို့မရဘူးဒါကြောင့်မို့ KIA ကိုဖမ်းတယ်လို့ပြောတယ်ပြီးတော့ခုခိုင်မှာရှိတဲ့ KIA ရဲ့ဆက်သွယ်ရေးရုံးကိုသူတို့အကြမ်းနည်းနဲ့ဝန်စည်းတုံးကလည်း KIA စစ်သားတွေရဲ့အိယာတွေအင်ဂျီတွေအားလုံးကိုသူတို့ယူပြီးမှပြစ်ပေးလိုက်တယ်တလောက်ထိသူတို့ရိုင်းဆိုင်ကျတို့ကိုဆက်ဆံခဲ့တယ်ကျတို့တခုမှမပြောခဲ့ဘူးဘာမှမလုပ်ခဲ့ဘူးဘာကြောင့်လဲဆိုတာအဓိကကျတို့ကစစ်ခွေးကိုတိုက်နေတဲ့အတွက်ကြောင့်သူတို့ကိုကျတို့ဘာမှကိုမလုပ်ခဲ့တာနော်ကျတို့ထောက်ပို့ကားစီးကိုသူတို့ရဲ့နေမြေဒေသကိုကြော်လို့မရဘူးဆိုပြီးမှကျတို့ရဲ့ထောက်ပို့ကားကိုပြန်ခောက်ခိုင်းလိုက်တယ်ကျမသတင်းထဲမှာလည်းတင်ပေးပြီးသားဖြစ်တယ်ဆိုတော့ဒီနေ့ကြာမှပဲမဟာမိတ်တွေနဲ့အချိတ်ဆက်လုပ်ပြီးမှစစ်ခွေးတွေကိုချမှာလားဟုတ်လားအရင်တော့နင်တို့မချဘူးလားဒီနေ့နင်တို့မှာအသက်ရှူလားမရှိတော့ဘူးလေစစ်ခွေးတွေလည်းနင်တို့ကိုပြောပြီးသား
နေမြေပေးရင်ပေးမပေးဘူးဆိုလို့ရှိရင်နင်တို့ကိုအပြတ်ကြိတ်မယ်လို့ကျင်းဝါထားပြီးသားဖြစ်တယ်ဒါကလည်းနင်တို့သိပါတယ်ဆိုတော့အခု MNDAD လဲနင်တို့တကယ်လို့တိုက်ပွဲဖော်ဆောင်မယ်ဆို MNDAD နင်တို့ဘက်ကိုမရတော့ဘူးဝါဆိုဝေလာဝေနင်တို့ရဲ့မဟာမိတ်ဆိုတဲ့အာခတ်တတော်တွေပါမလားမပါဘူးလားဆိုနင်တို့ပူသိပါတယ်ကျမထက်ဆိုတော့အခု PDF NUGD နဲ့နင်တို့ကတော့ပြောလိုက်ပါတယ်အောက်ခြေက PDF တွေကနင်တို့ကိုလက်ခံလာမလား comments တွေထဲမှာလည်းရှိပါတယ် TNLAD က KIAD နဲ့ PDF တွေကိုမတောင်းပန်ဘူးဆိုလို့ရှိရင်နင်တို့နဲ့လက်မတွဲဘူးဆိုတဲ့ comments တွေလည်းရှိတယ်လူသိရှင်ကြားတောင်းပန်ပြီးမှပဲနင်တို့နဲ့မဟာမိတ်ပြန်ဖွဲ့မယ်ဆိုတဲ့ comments တွေလည်းအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်ပြောချင်တယ်လူရီဦးက KIAD တနတ်တကားကဖြစ်တယ်လို့မီဒီယာကနေပြောခဲ့တယ်လို့မီဒီယာမှာပဲ KIAD ဟာတနတ်တကားကမဟုတ်ဘူးငါတို့ရဲ့မဟာမိတ်ဖြစ်တယ်ဆိုတဲ့စကားကိုပြောပါပြီးလို့ရှိရင်စစ်ဦးစီးချုပ်လဲ KIAD ဟာ TNLAD ကြီးထွားလာတာကိုမနာလိုတယ်လို့ပြောတယ်ဒီစကားကိုလည်းနင်တို့ဖြေရှင်းရမှာဖြစ်တယ်စစ်သားတွေရောပလောင်ပြည်သူတွေရောကျွန်မဘာမှအပြစ်မပြောချင်ဘူးဘာကြောင့်လဲဆိုအထက်ကလူဒီကကောင်းကောင်းမတင်ပေးတဲ့အတွက်အကြောင်းဖြစ်တယ်အောက်ခြေမှာတယောက်နဲ့တယောက်ပဋိပက္ခဖြစ်နေတဲ့အတွက်အကြောင်းဘိုးချုပ်ကွန်မော်ကနေမှ TNLAD နဲ့ဆွေးနွေးဖို့အတွက်အစီအစဉ်ရှိတယ်လို့ပြောတဲ့အခါမှာတာဖုံးကျော်ဘာပြောလဲရှေ့ရှေ့ဝဲဝဲဆွေးနွေးဆရာမလို့ဘူး KIAD နင်တို့မဟာမိတ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ငါတို့နေမြေကနေထွက်သွားပါလို့ပြောတယ်ငါတို့ KIAD ဘယ်တော့မှပလောင်နေမြေမှာမနေဘူးဆိုတာနင်တို့မှတ်ထားအခုနင်တို့မှာလမ်းနဲ့လမ်းပဲရှိတော့တယ်တလန်းကစစ်ခွေးတတ်တဲ့ဥစ္စာကိုလက်ခံမလားဒါမှမဟုတ်လို့ရှိရင်နင်တို့ရဲ့အချိုးတွေကိုအကုန်ပြင်ပြမှဒီနေ့ကျတော့တော်လာရေးနဲ့ဆက်သွယ်မလားတခြားသောတိုင်းရင်သားတွေကြားထဲမှာရှုပ်ရှက်ခတ်စေတဲ့အရာတွေကိုနောက်တစ်ခါဒီလိုမျိုးမပြောဆိုဖို့ရအတွက်ကိုယ့်ရဲ့စစ်သားဖြစ်တဲ့ TNLA စစ်သားတွေနဲ့အတူကိုယ့်ရဲ့လူမျိုးဖြစ်တဲ့ပလောင်လူမျိုးတွေကိုကောင်းကောင်းလေးပြောဆိုထားပါလို့ပဲကျွန်တော်ဒီလောက်ပဲဖြစ်ချင်တယ်နော်ဒီချက်ပို့ပြီးမှကျွန်တော်မပြောချင်ဘူးဆိုတော့ဒီလောက်ပြောလို့ရှင်ကျွန်တော်တို့ပြည်သူတွေလည်းတည်ပြီဒီဥစ္စာကတည်အမားလားအမှန်လားဆိုတာတော့အားလုံးတည်ပြီးပြီလို့ထင်တယ်နောက်တည်တဲ့ဘုတ်အနေနဲ့ကတော့မေလ9ရက်တနင်္လာနေ့တုန်းက PGF ခေါ် KNA ခေါင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားတွေကိုရာဇဝတ်အဖွဲ့အစည်းတစ်ခုအနေနဲ့အမေရိကန်ကနေမှတတ်မှတ်လိုက်တယ်ဆိုတဲ့အကြောင်းဒီစောချစ်သူနဲ့သူ့ရဲ့သားတွေကိုAmerican ဘာသာရေးဆိုင်ရာနဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေး OFAC ကနေမှဒီ American နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးမှဒီ online ကနေမှငွေလိမ်လည်မှုလူကုန်ကူးမှုမောင်ခိုမှုတွေနဲ့ဒါတွေနဲ့အရေးယူပြီးမှပိတ်ဆို့ထားတာဖြစ်တယ်ဆိုတော့ဒီထိုင်းနေဆက်ထဲမှာစောချစ်သူတွေကနေမှ online ငွေလိမ်လည်မှုကြောင့် American နိုင်ငံသားတွေကပတ်စံဘီလီယံနဲ့ဆုံးရှုံးသွားတယ်လို့သိရတယ်အခုစောချစ်သူတွေကဘီလီယံနဲ့ရတာတာမကဘူးပြီးရင်အဲ့မှာတုံးသွားတာတိတ်သဘောကျတယ်စစ်ခွေးတွေရဲ့ရာဇဝတ်မှုကနေလေပဲအမျက်အစွန်းရတယ်လို့ပြောတယ်ဆိုတော့စစ်ခွေးတွေရဲ့ရာဇဝတ်မှုလို့ပြောတယ်စစ်ခွေးတွေကရာဇဝတ်မှုကိုကျူးလွန်တယ်ဆိုတဲ့သဘောဖြစ်တယ်အဲ့ထက်ကနေလည်းပဲအမျက်အစွန်းရတယ်လို့ပြောတယ်လွန်ခဲ့တဲ့အချိန်မှာလည်းကျွန်မတခါပြောဘူးတယ်ဒီစစ်ခွေးကနေပြီးတော့မှသူလှုပ်ထားတဲ့ဖျားကကြားပြန်ပတ်စံနေအများကြီးပါဝင်တယ်လို့ပြောတယ်စစ်ခွေးတွေရဲ့ဘူမူတွေလည်းပဲကြားပြန်နဲ့ပတ်သက်ပြီးတော့ဖန်ဆီးထားတာတွေရှိတယ်ဆိုတော့အခုဒီ PGF ဆိုတဲ့စောချစ်သူတွေလည်းစစ်ခွေးတွေရဲ့လူယုံတော်ပဲလေစောချစ်သူစားမှတော့ခွေးချဘူးစားပြီပေါ့မဟုတ်ဘူးလားဒီမျိုးရာဇဝတ်မှုကပတ်စံမရဘဲနဲ့စစ်ခွေးအလုံးနဲ့ပဲသူတို့ကကျွန်တော်ချမ်းသာစရာအကြောင်းရှိသလားဒါရှင်းရှင်းလေးပဲဆိုတော့အခုကဘာကနေလဲစစ်ခွေးတွေရဲ့ရာဇဝတ်မှုကနေလဲပဲစောချစ်သူကအမျက်အစွန်းရတယ်ဆိုပြီးမှဖော်ပြထားတာဖြစ်တယ်ဒါကတော့တစ်ဖက်ကနေတော့တိတ်ဝမ်းသာစရာကောင်းတယ်ခွေးတွေကိုရာဇဝတ်မှုပြုလုပ်တဲ့သူတောက်တိုင်ဖြစ်တဲ့စောချစ်သူတို့ကလည်းအခုရာဇဝတ်အဖွဲ့အစည်းအနေနဲ့တတ်မှတ်ထားလိုက်တယ်ဒါတခုကတော့တိတ်ဝမ်းသာစရာကောင်းတယ်နောက်တစ်ခုကတော့ရှက်စရာကောင်းတာကမြန်မာနိုင်ငံသားဖိရချင်းဒီလိုမျိုးစစ်ခွေးလဲနှစ်ကျော်လောက်အထိကျွန်တော်နိုင်ငံမှာခြေလေချင်းကိုခံနေရတဲ့နိုင်ငံသားဖိရချင်းကတော့တိတ်ရှက်စရာကောင်းတယ်နော်ပြည်သူတွေအားလုံးကြမ်းမှပျော်ရွှင်ကြပါစေ